ဝိတ်ပိုနေတာကြောင့်ဘောနတ်မရနိုင်တော့သလိုထိုးကြီးလဲခွဲပေးရတော့မယ်တမ်နီဆိုလင်းဦးတမ်နီဆိုလင်းကတော့လာမဲ့ပွဲအတွက်ဝိတ်ပိုနေရကြောင်းကတ်ချ်ဝိတ်ညှိကစားတော့မှာပဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်ကပြီးခဲ့တဲ့ဂျာသာရီနေ့မှာကို၄ချိန်ဝိတ်ချိန်မှုနဲ့ hydration test ရေတက်စစ်ဆေးမှုတွေကိုပြုလုပ်ခဲ့တာပါဝိတ်ချိန်မှာဆိုလင်းဦးပါန်ဂီရာတီဒီဂိုရီစ်တို့၃ကရေတက်မအောင်ခဲ့ပဲနဲ့ပြိုင်ဘက်ဖိုက်တာနဲ့ဝိတ်ညှိထိုးရတော့မှာဖြစ်ပါတယ်ဒါဆိုလင်းအတွက်ဆိုတော့နှစ်ပွဲစတိုက်ရေတက်မအောင်ပဲနဲ့ဝိတ်ပိုနေခဲ့တာပဲဖြစ်ပါတယ်နှစ်ပွဲဆုံးဖြစ်စဉ်ကလည်းအတူတူပါပဲဆိုလင်းက10ရက်နေ့စနေမနက်မှာကျင်းပမဲ့15929မှာရုရှားဖိုက်တာဒီမီထရီကော့ဗ်တိုနဲ့ဘန်နန်ဝိတ်တန်းကစားသွားမှာပါဘန်နန်ဝိတ်က145ပေါင်ဒီပဲခွင့်ပြုတာဖြစ်ပြီးတော့ဆိုလင်းကရေတက်မစစ်မီဝိတ်က144.05ပေါင်ထိရှိနေပါဝိတ်မှာအောင်ပေမဲ့ရေတက်ပြအောင်လောက်အောင်မှာတော့ဝိတ်ကပါလိုက်ကြော်သွားခဲ့တာဖြစ်ပါတယ်ဆိုလင်းအနေနဲ့၄ကကြိုးစားခဲ့ပြီးရေတက်အောင်မြင်သွားရင်ဝိတ်က149.25ပေါင်ထိကိုရောက်သွားတာဖြစ်ပါတယ်ဆိုလင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ကော့ဗ်တိုကတော့ဝိတ်ချင်ရမှာရေတက်ရှေ့ရမှာအစီအပြေချစ်တော်မွေးနဲ့ပဲအောင်မြင်သွားခဲ့တာပါဒါကြောင့်ဆိုလင်းအနေနဲ့149.25ပေါင်ကတ်ချွိတ်တန်းမှာညှိထိုးလိုက်ရတာဖြစ်ပါတယ်ဆိုလင်းအနေနဲ့သူ့ရဲ့ထိုးကြီးတဲ့တစ်စိတ်တစ်ပိုင်းကိုခွဲပေးရတော့မှာဖြစ်တယ်လို့ဘောနတ်လည်းမရနိုင်တော့ပါဘူးဆိုလင်းကပြီးခဲ့တဲ့ဆက်ဆန်နဲ့ကစားခဲ့တဲ့ပွဲမှာတော့ကလည်းခုလိုမျိုးပဲဝိတ်ဝင်ပြီးတော့မှရေတက်မအောင်တဲ့ပြဿနာကိုကြုံခဲ့ဘူးသူပါဆက်ဆန်တဲ့ပွဲမှာဝိတ်ကြော်ခဲ့တာနဲ့ပတ်သက်ပြီးတော့ပွဲပြီးဆိုလင်းကခုလိုမျိုးရှင်းချက်ထုတ်ခဲ့ပါတယ်သူအနေနဲ့တမတ်ဝိတ်ကိုကြော်ဖို့နေနေသာပြေးဖို့တော့အဝေးလိုခဲ့ကြောင်းဒါပေမဲ့ရေတက်မအောင်တာကြောင့်ရေ3-4ခုတောက်လိုက်ပြီးတော့ဝိတ်ကလိုနေရာကနေကြော်ပါသွားခဲ့ရကြောင်းပြောခဲ့တာပါရေတောင်းများတာကလည်းပွဲစီစဉ်သူတွေကတိုက်သူတို့တောက်ခဲ့ရတာလို့လည်းဆိုပါတယ်ဆိုလုံးရဲ့ပြောပုံရမြန်မာဖိုက်တာတွေက1ချန်ပီယံရှစ်ရဲ့ရေတက်စင်ဒီသဘောတဘာဝကိုတေချာနားလေဖို့လိုအပ်နေပြီဆိုအောင်မြင်နိုင်မှာပါဆိုလုံးအနေနဲ့တမတ်ဝိတ်ကိုဝင်အောင်လှုပ်ထားနိုင်ရတဲ့ရေတက်လိုနဲ့ကိစ္စကိုတေချာလှုပ်တင်နေပြီဖြစ်ပါတယ်ရေတက်စစ်တာ UFC မှာဆိုရင်မရှိပေမဲ့1ချန်ပီယံရှစ်မှာတော့တေချာလှုပ်ထားတာပါမြန်မာဖိုက်တာအနေနဲ့အာဟာရဗေဒဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်မှုလိုအပ်နေပါပြီတာမန်လူတောင်ဝိတ်ချတဲ့အခါမှာကိုယ်တိုင်ချတဲ့ကျွမ်းကျင်ပညာရှင် nutritionist တွေနဲ့တိုင်ပင်ပြီးတော့ချတာပိုစိတ်ချပြီးတော့ကျန်းမာရေးအတွက်လည်းလုံခြုံမှုဖြစ်စေပါတယ်ဖိုက်တာအနေနဲ့ကလည်း professional နဲ့လက်တွဲသင့်ပါတယ်သူဖြင့်1 championship ဝိတ်ချိန်နဲ့ရေတာသဘောတရားကိုနားလေသူတွေအလုံးလုံးသင့်ပါပြီ1 championship မှာဆိုနာမည်ကြီးတဲ့ nutritionist က Perry Miller ပါ Rotan နဲ့သူနဲ့ပဲလက်တွဲထားပါတယ် Rotan နောက်ဆုံးစားခဲ့တဲ့ Dennis Puri နဲ့ပွဲရော Jacob Smith နဲ့ပွဲမှာပါဝိတ်ကြော်ခဲ့တာပါဂျွန်နဲ့ထားခဲနဲ့ပွဲအတွက်ကိုတော့ Peter Miller နဲ့ပြင်ဆင်နေတာဖြစ်ပါတယ်ဆိုလင်းအတွက်တော့ Copton နဲ့ပွဲကအနိုင်ရဖို့အရေးကြီးပါတယ်နှစ်ပွဲသက်ရှုံးတာတမ်မီအနေနဲ့အရှုံးကိုရပ်တန့်ပြဖို့လိုအပ်နေတာဖြစ်ပါတယ်ဆိုလင်းကတော့ဒီပွဲကိုလဲထိုးနဲ့နိုင်ခြင်းကြောင့်ခုလိုမျိုးပြောကြားထားပါတယ်ဒီပွဲကတော့ကျွန်တော်အကောင်းဆုံးနဲ့အကောင်းဆုံးဖြစ်ဖို့ပြင်ဆင်ထားပါတယ်ဘာလို့လဲဆိုတော့အစရင်တော့ပွဲတွေရလာမှာကောင်းပေါ့နော်ဒီပွဲကတော့ရလာကောင်းလည်းပြန်လုံးမယ်ကျွန်တော်ကိုယ်တိုင်လည်းစွမ်းကိုလုံးမှာပါဒီပွဲအကောင်းဆုံးလည်းဖြစ်အောင်လုံးမယ်နိုင်အားရှောင်းလည်းစူးစမ်းပြီးတော့ထိုးမယ်လို့ပြောချင်ပါတယ်ကော်ထွန်းကလဲထိုးပါဝါရှိရဆိုတာကျွန်တော်လည်းခံနိုင်ရှိပါတယ်ဒီပွဲကိုကျွန်တော်ပြက်သားပဲကစားမယ်ရှုံးရင်တော့မှပြက်သားနဲ့ရှုံးမယ်နိုင်လဲအဲ့လိုမျိုးလဲထိုးနဲ့ပဲနိုင်ချင်ပါတယ်အမှတ်နဲ့ဆုံးဖြတ်တာကိုကျွန်တော်မလိုချင်ပါဘူးဒီပွဲပြက်သားနဲ့နိုင်တာပဲလိုချင်ပါတယ်ပရိသတ်တွေအတွက်မက်ဆေ့ကတော့ကျွန်တော်အားပေးနေပရိသတ်တွေဒီပွဲကကျွန်တော်တို့အရေးကြီးဆုံးပွဲဖြစ်တယ်အကောင်းဆုံးပွဲလည်းဖြစ်တယ်ဆိုတော့ကျွန်တော်စွမ်းကိုစူးစမ်းမယ်ပြီးတော့အားပေးကြတဲ့မိဘညီကိုတွေမောင်နှမတွေရောထိုင်းမှာရှိတဲ့ပရိသတ်တွေကိုရောကျွန်တော်ရမ်းမဲ့ကျေးဇူးတင်ပါတယ်အကောင်းဆုံးဖြစ်အောင်စူးစမ်းမယ်လို့ပြောချင်ပါတယ်ဆိုပြီးတော့ပြောထားခဲ့တာဖြစ်ပါတယ်